ဒါပေမဲ့ဇင်းကြံတောက်ကိုကွေ့လိုက်တဲ့အခါကျွန်တော်နှလုံးသားကရက်တန့်သွားသလိုခံစားလိုက်ရတယ်ဇင်းကြံရဲ့အဆုံးမှာပုံရိပ်တစ်ခုရှိနေတဲ့ကျွန်တော်ကိုကြောပြီးထားပြီးအိတ်ခမ်းတွေစီကိုဖြည်းဖြည်းချင်းလှမ်းသွားနေတာကောင်းမရှိဘူးတကယ်ပဲသူ့မှာကောင်းမရှိဘူးစကော့တလန်တောင်တန်းကမိခိုးရောက်အမျိုးသမီးအဲ့ဒီဇလန်ကကျွန်တော်စိတ်ထဲမှာမနေ့ကလိုပဲပြတ်သားနေတော့မယ်စကော့တလန်တောင်တန်းတွေက Green Marley Inn ဆိုတဲ့ဟိုတယ်ဟော်လေးမှာကျွန်တော်စပွဲတို့အလုပ်လုပ်ခဲ့တာဟိုတယ်က Losni နဲ့နီးတဲ့မြူကိုရီဖုန်းနေတဲ့ဂျိုင်ဝန်လေးထဲမှာရှိတယ်ဟုတ်တယ် Losni ဆိုတဲ့နာမည်ကြီးငကောင်းမွေနဲ့ဆိုင်တဲ့နေရာပေါ့ဒါပေမဲ့အဲ့ဒီအကြောင်းကိုဒေသခံတွေကတိတ်မပြောကြဘူးသူတို့မှာကိုပိုင်တရေဇလန်တွေရှိတာကိုဟိုတယ်ကအရန်ဟောင်းနှွမ်းနေတဲ့1900ခုနှစ်လောက်ကတည်ဆောက်ခဲ့တဲ့ခီးတော်တွေခဏရပ်ထားတဲ့အင်းတစ်ခုဖြစ်ပြီးတသားတန်းတွေကတကြီးကြီးနဲ့ကျောင်းနေရန်တွေကလောဝက်ချက်တွေကိုတီတိုးပြောနေသလိုပဲအစာအုပ်ကိုနှစ်ပိုင်းခွဲထားတဲ့တစ်ခုကကျွန်တော်တို့ဟာချင်နဲ့ဝီစကီတွေကိုအဲ့ဒါတွေကိုကျွေးတဲ့အစာတောက်ဆိုင်နောက်တစ်ခုကအေခန်းတွေရှိတဲ့ပင်မအစာအုပ်အေခန်းတွေကမြင်ကြီးတက်မှာပဲရှိတယ်ဘာလို့လဲဆိုတော့စကော့တလန်ရဲ့ယာတီအိုတို့ကလှီကားတွေနဲ့တိတ်မဖော်ရွေးဘူးလေကျွန်တော်အဲ့ဒီမှာပဲ2လလောက်အလုပ်လုပ်ခဲ့ပြီးမဲ့တရဲဇလန်တွေကိုကြားဖို့နေပြီးနေ့လယ်စာနဲ့ညစာကြားအားလက်ချိန်တွေမှာဝန်ထမ်းတွေကပုံမြင်နေပြောရတာကိုဝါသနာပါကြတယ်ဟေးကောင်လေးမိခိုးရောက်အမျိုးသမီးအကြောင်းမကြားဘူးလားအဲ့လိုဘာမှအလုပ်လုပ်တဲ့ဟာမက်ဆိုတဲ့အဖိုးကြီးကမျက်လုံးတွေတလက်လက်နဲ့ပြောတတ်တယ်သူကအသက်80နာကတ်နေပြီးဆန်နာကလော့လိုမုတ်စိမ်မွေဖြူတွေနဲ့အဲ့ဒီအမျိုးသမီးကဟိုးအရင်ကအခန်းထဲမှာအိမ်ဖော်လုပ်ခဲ့တာသူ့ချစ်သူကတစ္ဆာဖောက်တော့အဆောင်ကနေမှာပဲကိုကိုကျိုးဆဲချပစ်တာအခုတော့သူကဇင်းချန်တွေထဲမှာခေါင်းမပါပဲရှောက်သွားနေတဲ့မိခိုးရောင်ဝတ်စုံဟောင်းနဲ့တိတ်ဆိတ်စွာပဲတဲ့ပထမတော့ကျွန်တော်ရဲပြီးတော့လှစ်လို့ရှုလိုက်တယ်ကျွန်တော်ကမန်ချက်စတာမြို့သားတယောက်လေတရဲဆိုတာရုပ်ရှင်ထဲမှာပဲရှိတာလို့ထင်ထားတာဒါပေမဲ့အဲ့ဒီနေရာမှာထူးဆန်းတဲ့အငွေ့အသက်မျိုးရှိတယ်တကားတွေကသူ့အတူပိတ်သွားတာမျိုးဇင်းချန်ထဲမှာအေးဆက်ဆက်နေရာတွေတခါတလေတယောက်တည်းတောက်ခတ်နေချိန်မှာခြေတံတွေကြားရတယ်လို့ပဲဟိုတယ်ပန်ရှင်မစ္စတာမလောက်ကတော့ဒါတွေကိုအယူသီးတဲ့အစွဲလန်းနေလို့ပြောပြီးအရေးမထားပါဘူးသူ့ပုံစံကမာတင်ပြီးအတော်ကြီးတယောက်လိုပဲဒါပေမဲ့သူ့ရဲ့ပုံမှန်ဧည့်သည်တွေကိုတော့တိတ်ချစ်တယ်အထူးသဖြင့်အပါနာတီညီမ2ယောက်ကိုသူတို့ကသူ့အမေရဲ့တငယ်ချင်းတွေဖြစ်ခဲ့တာလေနှစ်စင်လာလေတဲ့အဖွား2ယောက်ပေါ့အဲ့ဒီဇူလိုင်လရဲ့နေ့လည်ခင်းတစ်ခုမှာကျွန်တော်တို့နေ့လည်စာအချိန်ပြီးသွားပြီးဧည့်သည်တွေဆယ်လမွန်နဲ့အာလူကိုစားပြီးသွားကြပြီးကျွန်တော်ဇပွဲတွေတုံးနေတော့ဂျေမီဆိုတဲ့ဇပွဲတို့တယောက်ကမိဖို့ကြောင့်နေကနေကောင်းထုတ်လာပြီးဟေးမိတ်ဆွေအပါနာတီညီမတွေရောက်လာပြီးသူတို့အခန်းထဲမှာဝိုင်းဒပလင်းထားဖို့တတိကမာတယ်အဖွားတွေကိုကားတွေကကူဆင်းပေးနေပြီးမင်းဝိုင်းပလင်းတွေကိုအခန်းထဲသွားထားလိုက်အောင်အဲ့လိုပြောတယ်ဂျီမီကဒေသခံတယောက်ပါကျွန်တော်အရွယ်လောက်ပဲအမြဲပြုံးပြနေပြီးမိန်းကလေးတွေကိုစတာကိုဝါသနာပါတယ်โอเคပြဿနာမရှိဘူးအဲ့လိုပြန်ပြောပြီးကျွန်တော်ဝိုင်းဒပလင်းကိုစင်ကားနေယူလိုက်တယ်1998ခုနှစ်ထုတ် Branded Wine Blend တိတ်မထိုးကြပြီမဲ့အနှံကောင်းတယ်ပလင်းဖောက်ပြီးဖန်ခွန်းနှလုံးကိုငွေရောင်ပန်းပေါ်တင်ပြီးနောက်ဘက်တကားကနေထွက်လာခဲ့တယ်ဟိုတယ်ရဲ့ခြံထဲမှာကြောက်စစ်တွေကဖနက်အောင်မှာတကြီးကြီးမြည်နေတယ်အဘာနာတီညီမတွေကိုသူတို့ရဲ့ဘိုလိုကားဟောင်းဘေးမှာတွေ့လိုက်ရတယ်တယောက်ကကိုလုံးဖြောင်းဖြောင်းနဲ့မစ္စတာဘလောင်းနဲ့စကားပြောနေပြီးနောက်တစ်ယောက်ကတော့ကြောကုန်းသွားပြီးလှက်လက်နဲ့ဖြည်းဖြည်းလှုပ်ရှားနေတယ်အသက်ကြီးလာတော့ဒီလိုပဲလေးဆိုပြီးတိတ်မတွေးမိဘူးသူတို့ဘေးကဖြတ်သွားရင်ရင်ကြီးကြီးကောင်းမြင့်ပြလိုက်တယ်ဒါပေမဲ့သူတို့ကခီးဆောင်အိတ်တွေနဲ့အာယုံများနေကြတယ်ပင်မအဆောက်အဦတွေကိုရောက်တော့အဲ့ဒီမှာဘယ်သူမှမရှိဘူးဧည့်သည်တွေကလည်းမရောက်သေးဘူးဝန်ထမ်းတွေအားလုံးကလည်းစားတောက်ဆိုင်ဘက်မှာဘေးတကားကနေဝင်လိုက်တော့အိတ်ကန်းတွေစီကိုဥတီတဲ့ဇင်းကြံတွေကိုရောက်သွားတယ်အဲ့ဒီဇင်းကြံမှာနေ့အချိန်တောင်မှမောက်မောင်ရီပဲပြတင်းပေါက်တွေကတေးသေးလေးတွေခဲမှန်တက်ထားတော့အလင်းရောင်ကအယောင်မိန်နေသလိုခံစားရတယ်အဲ့ဒီအချိန်မှာတရေပုံမြင်တွေကကျွန်တော်စိတ်ထဲကိုပြန်ဝင်လာတယ်ဟာမင်းရဲ့အတန်ကကျွန်တော်နားထဲမှာပဲ့တင်ထက်နေတယ်ဟေ့ကောင်လေးသူကတိတ်တိတ်ဆိတ်ဆိတ်လမ်းလျှောက်နေတဲ့ကျွန်တော်စီထဲမှာဓာတ်တွေကိုဖယ်ထုတ်လိုက်ပြီးဘန်းကိုလက်တစ်ဖက်နဲ့ကင်ထားရင်အခန်းတစ်ဖက်ခွင်ရဲ့တော့ကိုလက်တစ်ဖက်နဲ့ကင်လိုက်တယ်ဒါပေမဲ့ဇင်းကြံတောက်ကိုကွေ့လိုက်တဲ့အခါကျွန်တော်နှလုံးသားကရက်တန့်သွားသလိုခံစားလိုက်ရတယ်ဇင်းကြံရဲ့အဆုံးမှာပုံရိပ်တစ်ခုရှိနေတယ်ကျွန်တော်ကိုကြောပြီးထားပြီးအိတ်ခမ်းတွေစီကိုဖြည်းဖြည်းချင်းလှမ်းသွားနေတာကောင်းမရှိဘူးတကယ်ပဲသူ့မှာကောင်းမရှိဘူးမိကိုရောင်ဝတ်စုံဟောင်းတစ်ထည်ပဲရှိတယ်ဗစ်တိုးရီယာခေတ်ပုံစံကော်လန်မြင့်မြင့်ဝတ်စုံရှည်လျားတဲ့စကတ်ကအကျန်းပြင်းပေါ်မှာအတန်မထွက်ပဲပုတ်ဆွဲသွားနေတဲ့ပကုံးတွေကနှစ်ပေါင်းများစွာဝမ်းနည်းမှုနဲ့ကွေးညွတ်နေသလိုသူ့လှုပ်ရှားမှုကအထူးဆန်းတဲ့လမ်းလျှောက်မှုမျိုးနဲ့ခြေတံမရှိအဝတ်စွပ်တံမရှိကျွန်တော်စိတ်ထဲမှာဘာမှမရှိတော့ဘူးကျွန်တော်တောင်းတင်းသွားပြီးဘန်းကိုကင်ထားတဲ့လက်တွေကတုံလာတယ်ဒါမိကိုရအမျိုးသမီးလားပုံမြင်တွေကိုကျွန်တော်ရေခဲ့တာပဲဒါပေမဲ့အခုသူမကကျွန်တော်နှစ်ဖူးဘောကချွေးစည်းတွေလို့အစ်စ်အမှန်ပဲပါဇက်က6တွေ့သွားတယ်ပြေးရှင်ပေမဲ့ခြေထောက်တွေကခဲသလိုလေးလံနေတဲ့ဒါပေမဲ့ရှင်တန်လူစိတ်ကရုတ်တရက်ပေါ်လာတဲ့ကျွန်တော်ဂျက်အင်ဂျင်တစ်ခုလောအော်ဟဲလိုက်တယ်အော်တန်ကတဝက်အသက်ရှူတန်ကတဝက်အဲ့ဒီပုံရိပ်ကရက်တန့်သွားပြီးဖြည်းဖြည်းချင်းလက်လာတယ်ခေါင်းရှိတယ်အနှဲနဲ့အများတော့ပကုံးနှစ်ဖက်ကြားမှာခေါင်းကနှိမ့်ချထားတော့အနောက်ကနေမမြင်ရသလိုဖြစ်နေတာအဘာနာတီညီမတွေကကြောကုန်းနေတဲ့အဖွားကြီးကကျွန်တော်ကိုမျက်လုံးပြူးပြူးနဲ့ကြည့်လာတယ်သူ့မျက်နှာကတရီလိုတွန့်ကွင်းနေပေမဲ့ကျင်လာတဲ့အမူအရာရှိတယ်သူ့ရက်က4ပေလောက်ပဲရှိမယ်
နောက်မှတီးလိုက်ရတာကသူ့မှာကအဆိုးရတဲ့အယိုးပွားယောဂရှိတာတဲ့သူ့ဝတ်စုံကဗစ်တိုးရီးယားခေတ်ပုံစံဝတ်စုံမဟုတ်ဘူးအလျှော်များလုံးလိုမိခိုးရောင်ဖြစ်သွားတဲ့သုံးမင်းဝတ်စုံဟောင်းတစ်ထည်ပဲအိုးတားလေးအစင်ပြေးလားတရက်တက်စီတွေးလိုက်တယ်လို့မျက်နှာဖြစ်နေတယ်နော်အဲ့လိုသူကပြောတယ်ကျွန်တော်ဘန်းကိုလှုပ်ချလိုက်မလို့ဖြစ်သွားပြီးဖန်ခွက်တွေကတကြုံကြုံနဲ့အကျန်းပြမှာတိုက်မိလို့ပါဒါပေမဲ့ဘန်းကိုကဲလိုက်နိုင်တယ်ဒီဝိုင်ကအတော့အခန်းအတွက်ပါမစ္စတာမလောက်ကလက်ဆောင်ပေးလိုက်တာပါအဲ့လိုပြောလိုက်တယ်သူကဖြည်းဖြည်းချင်းရေလိုက်ပြီးသိကျင်လာတာပဲငါကအလီဇာအဗာတီအပြင်မှာရှိတဲ့ငါအမကအကနက်ပါငါတို့ဒီနေရာကိုနှစ်ပေါင်းများစွာလာနေတာမင်းကအလုတ်တက်လုတ်တဲ့အကောင်လေးဖြစ်မယ်တွန်လားတင်လားတင်ဟာတို့ပါစူညာလိုတောင်းမှန်ပါတယ်ကျွန်တော်တွေကမဖြစ်မနေထိမိသွားလို့ပါအဲ့လိုပြန်ပြောလိုက်တယ်အလီဇာကကျွန်တော်ကိုတန်စီရမျက်လုံးနဲ့ကြည့်ပေမဲ့လိလိရှူလိုက်တယ်တင်ဘာမှမဖြစ်ဘူးဒါပေမဲ့တခုခုတွေးခဲ့ရင်လေဒီနေရာမှာလှုပ်ဝက်ချက်တွေရှိတယ်လေအခဏကတော့ညဘက်မှာတခုခုခံစားရတယ်လို့ပြောတယ်သူ့ပကုံးပေါ်မှာအီးဆက်ဆက်လက်တစ်ဖက်တင်ထားတယ်လို့ခံစားရတယ်တဲ့ကျွန်တော်ဘန်းကိုအခန်းထဲမှာချထားပြီးဝိုင်တစ်ခွက်ကိုအနက်ထွက်အောင်လောင်းထည့်လိုက်တယ်အခန်းကတာရတယ်အဲ့ရနှလုံးကစကော့ပုံစံစောင်းနေခင်းလာပြီးပြတင်းကနေ North Slope ကန်ကိုမြင်ရတယ်တကယ်လားကျွန်တော်ကအေးစစ်စစ်ပြန်ပြောဖို့ကြိုးစားလိုက်တယ်တရေပုံမြင်နေတော့ကြားဖို့တယ်မိခိုးရအမျိုးသမီးအကြောင်းပေါ့ဦးတနာစရာအမျိုးသမီးလေးပေါ့သူချစ်သူကတစ္ဆာဖောက်သွားလို့ကိုဆွဲကြိုးချလိုက်တာလို့ပြောကြတယ်အဲ့ဒီခက်ကအမျိုးသမီးတွေမှာကရွေးချက်စရာတိတ်မရှိဘူးလေဒါပေမဲ့ငါကတော့ယောက်ျားနှစ်ယောက်နဲ့စစ်ပွဲတစ်ခုကိုဖျက်ကျော်ခဲ့တယ်အခုတော့အယိုးပါယောဂါကငါရဲ့တရေဖြစ်နေပြီးငါကိုတဝက်လောက်ပဲကြံတော့တယ်လို့ခံစားရအောင်ကွင်းညွတ်စေတယ်သူကဝိုင်းကိုတုံငုံတောက်ပြီးတပြင်းချလိုက်တယ်အိမ်ကအရသာလိုပဲခံစားရတယ်ကျေးဇူးပဲသားလေးအဲ့ဒီအချိန်မှာအကနကအခန်းထဲကိုဝင်လာတယ်သူကအသက်ကြီးပေမဲ့တန်မာပြီးတော့အရက်ရှိတယ်အသက်80ကျော်လောက်ရှိမှတင်တယ်အလီဇာမင်းသူကောင်းလေးကိုဘလို့အတိတ်ပဲမရှိတဲ့စကားတွေထည့်နေတာလဲအဲ့လိုသူကပြောတယ်တင်းသူ့ကိုဂယုမဆိုင်နဲ့သူကအမြဲတမ်းဒရမာဆန်တယ်ဒါပေမဲ့မိကိုရောက်အမျိုးသမီးအကြောင်းကတော့ပြီးခဲ့တဲ့နှစ်ကငါချင်းမှာအရေးတစ်ခုကိုတွေးခဲ့တယ်ငါနာမည်ကိုတူတူလေးခေါ်နေတယ်လို့ပဲလီတိုက်တာဖြစ်မှာပါအဲ့လိုကျွန်တော်ကပြောလိုက်ပြီးမယ်နှလုံးခုန်လုံးကမြန်နေတော့မယ်မစ္စတာမလောက်ကတကောက်ဝမှာပေါ်လာပြီးလက်ပိုက်ထားတယ်တင်းရက်လိုက်တော့ညစာပြင်ဆင်မှု7မိနစ်ပဲကြံတော့တယ်သူကညီမရစီကိုလက်ပြီးအတော်တို့အဆင်ပြေပြီလားလိုရာရှိရင်ဖုန်းဆက်လိုက်နော်အဲ့လိုပြောတယ်ကျွန်တော်ထွက်လာချိန်မှာအလီဇာကကျွန်တော်လက်ကိုဖမ်းဆွဲလိုက်တယ်တားလေးဘဝမှာလှည့်စားမှုတွေအများကြီးရှိတယ်ကြောက်ရွံ့မှုကမင်းကိုလှည့်စားမခံစီနဲ့တယောက်တည်းခံစားရတယ်လို့ထင်ရင်ငါတို့အားလုံးမှာတစ်ခုခုကခြောက်လက်နေတာပဲအဲ့ဒီညမှာစားတော့ဆိုင်ကအလုံးများနေတယ်ဧည့်သည်တွေကအမေရိကန်အများစုဖြစ်ပြီးရဲတိုက်တွေနဲ့စကော့တလန်ဝတ်စုံတွေအကြောင်းစကားပြောနေကြတယ်ဂျေမီကမိဖို့ကြောင့်ထဲမှာကျွန်တော်ကိုဖမ်းပြီးဟိုမှာဘာဖြစ်ခဲ့တာလဲမင်းပြန်လာတော့ကမျက်နှာဖြူဖက်ဖြစ်နေတယ်အဲ့လိုမေးတယ်ငါတရက်သက်စီတွေးလိုက်တယ်လို့ထင်ခဲ့တာနောက်တော့အလီဇာဖြစ်နေတယ်သူ့ရဲ့အယိုးပါယောဂကြောင့်ခေါင်းကနှိမ့်နေတော့နောက်ကနေကြည့်ရင်ခေါင်းမရှိသလိုပဲအဲ့လိုပြန်ပြောလိုက်တယ်ဟာမင်းကတော့ဦးကြောင်ကြောင်ပဲဒါကကန်နဝင်ပဲကွာဟာမစ်ကိုပြောပြရမယ်အဲ့လိုဂျီမီကပြောတယ်စိုင်ပိတ်ချင်ရောက်တော့ဝန်ထမ်းတွေအလုံးရေမောကြတယ်မင်းအလီဇာကြောင့်သေးထွက်ကြတော့မလို့ဖြစ်သွားတာအဲ့လိုဟာမတ်ကအော်ပြီးကျွန်တော်ကိုဝီစကီတစ်ခွက်ဆွဲပြီးတယ်သူကဘယ်တရက်သက်စီထက်မဆိုတတ်ပါတယ်သူ့ယောက်ျားသေပြီးနောက်သားသမီး၃ယောက်ကိုတယောက်တည်းပြည့်စုံပြိုးထောင်ခဲ့တာအယိုးဘယောဂါကသူ့အယိုးတွေကိုနောင်တလိုမျိုးကိုက်စားနေတာဒီအသက်ရွယ်ကအမျိုးသမီးတွေမှာဒါမျိုးတာမှန်ပဲကျွန်တော်ဝီစကီကိုတောင်းရင်ခေါင်းညှိလိုက်တယ်ကိုအူတူတူလို့ခံစားရတယ်ဒါပေမဲ့သူနဲ့စကားပြောရင်သူ့မှာပုံမြင်နေအများကြီးရှိတယ်အသက်ကြီးလာတာအချောင်းကိုတွေးမိစေတယ်အဲ့လိုပြောလိုက်တယ်မစ္စတာမလောက်ကကြားပြီးတခါတလေနူးညံ့တဲ့ဘက်ကိုပြတ်လာတယ်အဲ့ဒီညီမတွေကငါ့အတွက်မိသားစုလိုပဲအလီဇာကငရဲကအဖြစ်လာခဲ့ရတယ်ကင်ဆာနဲ့ကလေးတယောက်ဆုံးချုံခဲ့ရတယ်ယောက်ျားတွေကိုလည်းတကြိုခဲ့ရတယ်ဒါပေမဲ့သူပြန်လာနေတော့မယ်ဒါကဒီနေရာကိုခြောက်လက်နေတာတကယ်လူတွေဒါပေမဲ့တရက်သက်စီတွေလိုပဲအဘာနာစီညီမတွေတုံးညအိတ်နေခဲ့တဲ့မနက်စာစားချိန်မှာသူတို့နဲ့စကားပြောပြတဲ့အလီဇာကအဆင့်အတွင်းစားနဲ့ရိတ်ခါခွဲနှမ်းပြီးတဲ့အကြောင်းတွေပြောပြတယ်အကနကတော့ခင်မီချင်းတွေ့တဲ့ ST အကြောင်းပြောပြီးမင်းတို့လိုလူငယ်တွေကအဆင်ပြေတယ်ညာဘက်ကိုပို့လိုက်ရုံပဲငါတို့ခဏဝဆိုရင်အကလိုမကရင်တသက်လုံးတကိုယ်တည်းပဲအဲ့လိုပြောတယ်အလီဇာကကျွန်တော်ကိုစကားပြောရင်တင်းသစ္စာဖောက်မှုတွေကိုတတိထားတော့မိကိုရအမျိုးသမီးလိုပဲနှလုံးကွဲတာကတကယ်လူသက်သမားပဲအဲ့လိုပြောတယ်အဲ့ဒီနေရာဒီကမနီတနီကလိုပဲကျမစိတ်ထဲမှာရှင်းတနေတဲ့ရော်ကီတောင်တဲ့နောက်ကိုနေဝင်ပြီးတော့တာတောင်ပူပြင်းဆူဆွပြီးအရာအလုံးကအသက်ဝင်နေတယ်လို့ခံစားရတယ်ကျမအခန်းပေါ်ကမြို့တောင်ဘက်ချမ်းကတိုနီရဲ့ပီဇာဆိုင်မှာပီဇာပိုးတဲ့အလုပ်တစ်ခုကိုရှာပေးခဲ့တယ်ဆိုင်ကအတော်လေးညစ်ပတ်တယ်ကျန်းပြစ်နေကစီရီဆွဲပြီး1990လောက်ကလေးကမစီးထားသလို
ကောင်တာပေါ်မှာပိုးဟက်တွေပြေးလွှားနေပြီးမိဖို့ကလည်းဖွင့်လိုက်တဲ့မီးခိုးတွေထွက်လာတယ်ဒါပေမဲ့လာစာကအတော်လေးကောင်းတယ်ညတညကိုဒေါ်လာ80လောက်ငွေသားနဲ့ရတယ်ဒါကြောင့်ထူးဆန်းတဲ့ခံစားချက်တွေကိုမျက်ကွယ်ပြုတ်ပြီးည2နာရီအထိတယောက်တည်းမောင်မဲမဲလမ်းတွေပေါ်မှာကားမောင်းနေခဲ့တယ်ကျမကဦးကြောင်ကလေးတော့မဟုတ်ဘူးဒင်ဘာကအန်တီရဲ့များတဲ့ရက်ကွက်တစ်ခုမှကြီးပြင်းလာတော့ဗီဇကိုယုံကြည်ရမယ်ဆိုတာအလင်းအမြန်သိယူခဲ့ရတယ်ဒါပေမဲ့စိတ်မလုံခြုံမှုကကျမရဲ့ဒုတိယအမည်လိုဖြစ်နေတယ်ကားမောင်းနေရင်အမျိုးသမီးတွေပုံမှန်လုပ်ငန်းတွေလုပ်ရင်ပျောက်ဆုံးသွားတဲ့တကယ့်ရာဇဝတ်မှုပုံမြင်တွေကိုနားထောင်တတ်တယ်ဒါကြောင့်ကျမရဲ့စီကံကရိုးရှင်းနေဗီဇဖို့ငွေယူထွက်သွားစကားမပြောဘူးမလိုအပ်ရင်အိမ်နဲ့မဝင်ဘူးဝင်ရရင်တောင်တကားကိုဖွင့်ထားပြီးတောတွေကိုလန်တန်အဖြစ်ကင်ထားတယ်အလုံးဆောက်လုပ်တဲ့ဒုတိယတစ်ပတ်ကုံမှာထူးဆန်းတဲ့လူတွေကိုရှောင်ဖယ်ပြီးသားဖြစ်နေတဲ့မိုးနေတဲ့ကောလိပ်ကျောင်းသားတွေရေချိုးပဝါတစ်ထည်နဲ့ဖွင့်ပြီးပါတီထဲဝင်မှုဖိတ်တဲ့အမျိုးသမီးတယောက်ဒါပေမဲ့အဲ့ဒီညကတော့ဘာမှမပြင်ဆင်ထားနိုင်ခဲ့ဘူးတကောင်ရထဲနီးလာပြီးဒက်စတာပတ်ချာကနောက်ဆုံးအော်ဒါကိုဖုန်းကနေပြောလာတယ်အရှိဘက်ချမ်းကအိမ်တလုံးကိုပေါ်ပါရိုနီပီဇာနဲ့ဒင်ခဲအပူထည့်ရမယ်တဲ့အဲ့ဒီအိမ်ကအဆိုဒီယမ်မီအောက်မှာအိမ်တွေအလုံးတူညီနေတဲ့စိတ်ငြိမ်တဲ့အစင်ကြီးမုံရက်ွက်ထဲမှာရာသီဥတုကနွေးထွေးပြီး80ဒီဂရီလောက်ရှိမယ်ပြည်တန်တွေကအိမ်မဆူရုပ်ရှင်တွေကနောက်ခံတန်းစင်လိုထွက်နေတယ်ကျမအိမ်ရှိရောက်တော့ပီဇာအိတ်ကိုယူပြီးကားပေါ်ကဆင်းလာတယ်အိမ်ကပုံမှန်ပဲအယောင်မိန်နေတဲ့အပြက်ရောင်နေရနဲ့အိမ်ထဲမှာတန်ကြီးတက်နေတဲ့လွှထိုင်တစ်ခုလိပ်ပြတွေဝဲနေတဲ့ဝရန်တာမီတစ်လုံးကျမတကားခောက်ပြီးခြေတစ်ဖက်ကနေတစ်ဖက်ကိုဖယ်ပြီးရက်နေလိုက်တယ်တကားကတကြည်ကြီးနဲ့ဖွင့်လာပြီးသူ့ပေါ်လာတယ်အသက်50ကျော်လောက်ရှိမယ်ကိုလုံးကြီးတဲ့ယောက်ျားတစ်ယောက်ဆွဲတာပေါင်းမိပေါ်မှာဘီယာပိုက်ကြီးကပေါက်ပြဲသွားတဲ့ဘောလုံးတစ်လုံးလိုတွဲလာကျနေတယ်မိကိုရောင်မုတ်စိတ်ဖွေးဖွေးမျက်လုံးတွေကသွေးရောင်လဲနေပြီးပြုံးနေပေမဲ့အဲ့ဒီအပြုံးကမျက်လုံးနဲ့မရောက်ဘူးဟေးပီဇာမင်းကလေးအဲ့လိုသူကမူးမူးနဲ့ပြောတယ်ဝင်လာပါအောင်အပြင်မှာရပ်မနေနဲ့ကျမရင်ထဲမှာတင်းကျပ်သွားတယ်ခံစားချက်ကအစရေကမကောင်းတော့ဘူးသူ့အကြည့်ကကျမကိုအဓိကအစားအစာလို့ကြည်နေတာမလိုပါဘူးအဲ့လိုပြောပြီးပီဇာတက်တာကိုကန်ပေးလိုက်တယ်$18.50ပါငွေသားလားကတ်လားသူကဆိုးစစ်တဲ့ရေတံတစ်ခုနဲ့ဟာအပြင်မှာအေးခဲနေတာပဲအေးတဲ့လေကိုအိမ်နဲ့ဝင်မလာစေချင်ဘူးလေအဲ့လိုပြောတယ်အေးခဲတယ်ဟုတ်လားဒါကနွေရသည်ပဲဘောင်းမိတုံနဲ့အင်ကြီးလက်ပြတ်ဝေ့ရတဲ့ရာသီဥတုကျွန်တော်နှစ်ဖူးပေါ်မှာချွေးတွေစီးကြနေတယ်ဒါပေမဲ့သူကနောက်ဆုတ်ပြီးအိမ်ထဲကိုလက်ဟန်ပြတယ်အိမ်ထဲဝင်ဖို့တွန့်ဆုတ်နေမိတယ်စိတ်ထဲမှာအတွေးတွေပြေးလွှားနေတယ်သူကဆိုင်ကိုတိုင်ကြားရင်ဘယ်လိုလုပ်မလဲငွေသားမရရင်ရောကျမကအလုတ်တစ်လုံးနေတာဖြစ်ပြီးပတ်စံလည်းမရှိပြဿနာဖြစ်မှာကိုလည်းနည်းနည်းကြောက်တယ်ဒါကြောင့်အိမ်ထဲကိုတကားဝမှာတလန်းလောက်လန့်ဝင်လိုက်တယ်တကားကိုတော့နည်းနည်းဖွင့်ထားလိုက်တယ်မဟုတ်ဘူးအိမ်ထဲထိဝင်လာပါသူကအတန်မာမာနဲ့ပြောတယ်အပြင်မှာအေးနေတာပဲချစ်စရာလေးတကားပိတ်လိုက်အောင်နှလုံးခုန်တဲ့နေပုံမြန်လာပြီးကျမတောင်းတင်းသွားတယ်ဗီဇတစ်ခုလုံးကပြေးလို့អော်နေပေမဲ့ထိတ်လန့်မှုကခြေထောက်တွေကိုကြမ်းပြစ်မှာကတ်ထားသလိုโอเคအဲ့လိုတူတူပြောပြီးအိမ်ထဲကိုအပြည့်ဝင်မလိုက်မိတယ်သူကတကားကိုတကြွကြွနဲ့ပိတ်လိုက်တယ်အဲ့ဒီအတန်ကထောင်ဆောင်ပိတ်လိုက်တယ်လို့ပဲပဲ့တင်ထက်နေတယ်ပြီးတော့မျက်နှာပြင်တကားကိုပါတောက်ခတ်လိုက်တယ်ပိတ်မိသွားပြီးကျမပီတာတစ်တာကိုဒိုင်းလိုကင်ထားပြီးအခန်းထဲကိုအကဲဖြတ်ကြည့်လိုက်တယ်ဖျားကြီးအဲကန်းကအိမ်မဆုတစ်ခုလိုပဲလူရုပ်ကြွတဲ့အရာအလုံးပေါ်မှာချစ်စရာကလေးကစားစရာမဟုတ်ဘူးမျက်လုံးဖန်သားလိုပြည့်ရွှတ်နေတဲ့လူရုပ်ကြွတွေကစူပါပေါ်မှာပုံထားတယ်စပွဲပေါ်ကဖိတ်စင်ကြနေတယ်အနက်ကပိုးစာနဲ့ချွေရောင်းအနက်လိုမှုန့်ထူတယ်ကျမအရေးပြားတွေထောင်ထလာတယ်ပီတာရောက်ပြီချစ်လေးအဲ့လိုသူကမီးဖို့ကြောင့်ဘက်ကိုអော်လိုက်တယ်ခြေတံနေကြရပြီးသူသမီးဖြစ်သူပေါ်လာတယ်အယောင်မိန်နေတဲ့အိမ်သုံးကောင်ဝင်ဝတ်ထားပြီးအမျိုးသမီးတယောက်စပင်ကိုကောင်းရင်းနေထည့်ထားပြီးမျက်နှာကတံမယာဆုပ်ထားသလိုတင်းမာနေတဲ့သူ့လက်ထဲမှာတစ်ခုခုလက်ဆောင်ပေးသလိုကန်ထားတယ်နီးကပ်လာတော့ကျမမြင်လိုက်ရတယ်ဂရီဘာပေါမုတ်တစ်ချက်အခုမှဖုတ်ထားတယ်လို့ထင်ရတယ်အငွေ့တွေထွက်နေတယ်ဒါပေမဲ့ဘာလို့လဲသူတို့ကပီဇာမာထားတာပဲလေဒါကိုစားလိုက်ပါအဲ့လိုသူကကျွန်တော်ကိုတွန်းပြီးတယ်ဂရီဘာပေါမုတ်စိတ်မပူပါနဲ့အစိတ်မပါဘူးကျွန်တော်ပါဇက်ကထောက်တွေ့သွားတယ်အမစားတော့ပါဘူးကျေးဇူးပါအဲ့လိုထစ်အားနဲ့ပြောလိုက်တယ်ကျမအစားတော့ထိန်းနေလို့အချိုတွေမစားနိုင်သေးဘူးသူကမျက်တောင်မခက်ပဲကြည့်နေပြီးလက်တွေကအဆက်ကန်ထားတယ်စားလိုက်ပါအရန်ကောင်းတယ်အစိတ်မပါဘူးဂရီပေးတယ်တကယ်ပဲကျမအဆင်ပြေပါတယ်အဲ့လိုပြတ်သွားစွာပြောပြီးတကားနောက်ကိုဆုပ်လိုက်တယ်ဒါပေမဲ့သူ့ယောက်ျားကတကားနားမှာရက်ပြီးအန်ဆွဲတဲ့ကိုတစ်ခုခုရှာနေတယ်လို့လုံနေတယ်သူဇနီးရဲ့မျက်နှာကတင်းမာလာတယ်ဘာလို့မစားတာလဲငါအထူးပြင်ဆင်ထားတာဒီပေါမုတ်ကိုစားလိုက်စမ်းပါသူကအတန်တင်းတင်းနဲ့ပြောပြီးနီးကပ်လာတယ်ပေါမုတ်ကအစိပ်အပိုင်းတွေကကြမ်းပြစ်မော်ကျလာတယ်ထိတ်လန့်မှုကတဟုန်ထိုးတက်လာတယ်အတော်ကြီးကျမမစားပါဘူးလို့ပြောပြီးအလုပ်ပြန်ရမယ်အဲ့လိုပြောပြီးပီဇာတက်တာကိုသူ့ယောက်ျားစီတွန်းပေးလိုက်တယ်ဒါကိုယူလိုက်ပါ$18ပြား90ပါသူကပီဇာတက်တာကိုယူပြီးအယုတ်တွေနဲ့ဖုံးနေတဲ့စပွဲပေါ်တင်လိုက်တယ်ခဏလေးမင်းကိုပတ်စံပေးရအောင်မယ်ပတ်စံအနေငယ်ရှာရမယ်အဲ့လိုပြောတယ်မလိုဘူးကျမကစိတ်တူတူနဲ့ပြောလိုက်တယ်တကယ်ပဲမလိုအပ်ဘူးဟာမဟုတ်ပါဘူးမင်းလိုချောမောတဲ့သူကိုပေးရမှာပေါ့အဲ့လိုသူကပြောပြီး
ဆိုဖာဝေါ်ကခေါင်းအုံးတွေကိုတစ်ခုပြီးတစ်ခုလှန်ပြေးရင်ပတ်စံရှာနေတယ်ဒင်္ဂါတွေတကြွကြွနဲ့ကြာနေပေမဲ့သူကဖြည်းဖြည်းချင်းဆက်ရှာနေတဲ့မိနစ်တွေကြာလာတယ်2မိနစ်3မိနစ်5မိနစ်ကျွန်တော်ဖုန်းကအိတ်ထဲကနေတုံခါလာတယ်ဆိုင်ကနေစစ်စီဖုန်းဆက်တာဖြစ်မဲ့သူတို့ကအချိန်ဆွဲနေတာလားဘာအတွက်လဲတယောက်ယောက်ကိုဖုန်းခေါ်လားဒါမှမဟုတ်ပို့ဆိုးတဲ့အရာတစ်ခုအတွက်လားတကယ်ရာဇဝတ်မှုဇလန်းတွေကစိတ်ထဲမှာပြေးလွှားလာတယ်ထူးဆန်းတဲ့အစားအစာမြေအောက်ခန်းမှာပိတ်မိနေတာပျောက်ဆုံးသွားတဲ့မိန်းကလေးတွေအကြောင်းသတင်းကောင်းကြီးပိုင်းတွေဘာလို့ဒီလောက်ကြာနေတာလဲအဲ့လိုကျမကအတန်တုံတုံနဲ့မေးလိုက်တယ်ဘာပဲဖြစ်ဖြစ်ပြီးပြီးကျမသွားတော့မယ်ခဏလေးရတော့မယ်အဲ့လိုသူကတီးတိုးပြောပြီးခေါင်းတစ်ခုကိုဆက်လန်နေတယ်သူစနီးကမိဖို့ကြောင့်တကာဝမှာရက်နေပြီးကျမကိုတားကောင်လိုစိုက်ကြည့်နေတယ်ပေါင်မောက်ကိုတကယ်မလို့ခြင်းဘူးလားအိမ်မှာလောက်တာပဲမလို့ခြင်းဘူးအဲ့လိုကျမကမနီနိုင်တော့ပဲអော်လိုက်တယ်ဖေးပေးပါကျမထွက်သွားတော့မယ်သူကကိုလုံးဖြောင်းပြီး$2လောက်ဖြစ်မဲ့ဒင်္ဂါအနှင်းငယ်ကိုကန်ပြီးတယ်ဒီမှာကားကိုဂီးဆိုင်မောင်းတော့ကျမဒင်္ဂါတွေကိုစက္ကနဲ့ဆွဲယူပြီးတကားကိုဖွင့်လိုက်ကကားစီပြေးထွက်လာခဲ့တယ်တာယာတွေတကြွကြွနဲ့ထွက်သွားပြီးနှလုံးခုန်တန်ကရင်ဘတ်ထဲမှာပုံတီးနေသလိုပဲဆိုင်ကိုပြင်ရောက်တော့အသက်ရှင်မွားဖြစ်နေပြီးဟေးဒီထိတ်လန့်ပွဲပို့ဆောင်မှုကိုမင်းတို့မယုံနိုင်ဘူးလားထူးဆန်းတဲ့လူအုပ်ကြီးတယောက်ကအိမ်ထဲကိုဆွဲခေါ်သွားတယ်သူဇနီးကဂဒီပါပမောက်ကိုအတင်းစားခိုင်းနေအိမ်ထဲမှာအယုတ်တွေပြည့်နေတာပဲဘာသာရေးဂိုင်းတစ်ခုလိုပဲငါ့ကိုပြန်ပြီးဆွဲမလို့တောင်ထင်ခဲ့တယ်အဲ့လိုပြောလိုက်တယ်ကျမရဲ့မန်နေဂျာဖြစ်တဲ့ Rich ဆိုတဲ့စိတ်လိုက်တောက်တဲ့လူချမ်းကြီးကစင်းကင်ပုတ်ကိုမော့မကြည့်ပဲအဲ့ဒါမီလာတို့လည်းမရပဲဖြစ်မယ်ထူးဆန်းနေလို့ဆိုပေမဲ့အန်တီရမရှိပါဘူးဒီမှာနောက်အော်ရာကိုယူလိုက်တိုက်ခန်းတွေစီကိုဒိန်ခဲနှစ်ထပ်ပို့ရမယ်အဲ့လိုပြောတယ်အန်တီရမရှိဘူးဟုတ်လားမင်းနောက်နေရလားငါ့ကိုသူတို့ကတတ်ဖို့လို့တောင်ဖြစ်သွားနိုင်တယ်အဲ့လိုអော်လိုက်တယ်သူကပခုံးတွန်ပြီးအကြံဉာဏ်တွေကငွေသားတောက်ခလာတွေကိုရှင်းပြီးတယ်အလုပ်လုပ်မလားမောင်းရင်အလုပ်ထွက်လိုက်အဲ့လိုပြောတယ်ကျမတကားကိုစောင့်ပိတ်ပြီးထွက်လာခဲ့ပြီးမြင်အလုပ်ကိုတော့ဆက်လုပ်ခဲ့တယ်ငွေတောင်းခလာတွေကကို့ဘာသာကိုမရှင်းပေးနိုင်ဘူးလေကျွန်တော်နာမည်ကပေါ့ပါကျွန်တော်ကွာရှင်းပြတ်ဆဲပြီးတော့ပစ္စည်းတွေအလုံးကိုထုတ်ပိုးပြီး LP ဆိုတဲ့မြို့အပြင်ဘက်ကမြို့ငယ်လေးတစ်ခုကိုပြောင်းရွှေ့ခဲ့တယ် Dead Fright ကဘဝဟောင်းရဲ့အမတ်ရစရာတွေကိုမေ့ပြချင်ခဲ့တာကျွန်တော်ကအငိမ့်စားယူထားပြီးသားမို့ဘယ်နေရာမှမစိုးနေထိုင်နိုင်နဲ့ဒါကြောင့်ကျွန်တော်သားကြီးဘလိတ်နဲ့ပုံနီးအောင်ပြောင်းဖို့အဆုံးဖြတ်လိုက်တယ်ဘလိတ်က LP ဆိုတဲ့မြို့ထဲမှာနေပေမဲ့ကျွန်တော်ကမြို့ထဲကရင်ကျော်ပိတ်ဆို့မှုတွေကိုမကင်တွယ်ခြင်းမို့ဒါကြောင့်အေဆိုတဲ့လမ်းတစ်ခုထဲနဲ့ဆက်သွယ်ထားတဲ့တိတန့်ရက်ကွက်တစ်ခုမှာအိမ်သစ်ဝယ်လိုက်တယ်။နေရာကတိတ်ဆိတ်ပြီးလုံခြုံတယ်။တခုတည်းသောပြဿနာကတငယ်ချင်းဖွဲ့ဖို့ဘယ်လိုလုပ်ရမလဲဆိုတာမသိတာပဲ။အင်းကြီးကျွန်းတွေကသူတို့ဘာသာသူတို့နေတတ်ကြတယ်။ဘလိတ်ကတစ်ခါတလေလာလဲပေမဲ့သူ့အပြင်မှာအိမ်ဖိတ်ခေါ်လို့ရမယ်သူတယောက်မှမရှိဘူး။ဘလိတ်လာလဲတဲ့တစ်ခါမှာကျွန်တော်ကဒီပြဿနာတွေကိုပြပြခဲ့တယ်။သူက Facebook အကောင့်ဖွင့်ပြီးကျွန်တော်နဲ့ဝါသနာတူတဲ့သူတွေကိုရှာကြည့်ဖို့အကြံပေးတယ်။ Facebook မှာအုပ်စုတွေအများကြီးရှိတယ်လို့ပြောပြတယ်။ဘလိတ်ပြန်သွားပြီးနောက်ကျွန်တော် profile တစ်ခုဖွင့်ပြီးနာစကာနဲ့အနောက်ပိုင်းရုပ်ရှင်ဟောင်းတွေကိုစိတ်ဝင်စားတဲ့အုပ်စုတွေကိုရှာကြည့်တယ်။ဒါတွေကကျွန်တော်ရဲ့အကြိုက်ဆုံးအရာတစ်ခုပဲ။ကျွန်တော်အသက်အရွယ်လောက်ရှိတဲ့စိတ်ဝင်စားတဲ့လူတွေကိုတွေ့ခဲ့ပြီးမြဲကမ္ဘာရဲ့တစ်ဖက်ချမ်းကလူတွေနဲ့တငယ်ချင်းဖြစ်ရတာကနည်းနည်းထူးဆန်းတဲ့တကယ်တငယ်ချင်းဆက်ဆံရေးမဟုတ်တလို့ခံစားရတယ်။ဒါကြောင့်ဒေတာခံအုပ်စုတစ်ခုကိုရှာဖို့ဆုံးဖြတ်လိုက်တယ်။ကျွန်တော်ရက်ကွက်ကနေထိုင်သူတွေအတွက်ဖွဲ့ထားတဲ့ Facebook အုပ်စုတစ်ခုကိုတွေ့လိုက်တယ်။အဖွဲ့ဝင်90လောက်ရှိပြီးအင်းချင်းအများစုကအဲ့ထဲမှာပါပြီးသားကျွန်တော်ကနီးပညာနဲ့တိတ်မကျွမ်းကျင်ပေမဲ့တကားတဲ့အင်ဂျင်သွားခောက်တာထက်ဒါကပိုလွယ်ကူမဲလို့ထင်တယ်။အုပ်စုတွေဝင်ခွင့်ရဖို့အဒမင်ကိုတရက်လောက်စောင့်ရတယ်။ဝင်ခွင့်ရပြီးတာနဲ့အုပ်စုတွေက post တွေကိုအကုန်ဖတ်ကြည့်တယ်။ post အများစုကရက်ကွက်ထဲမှာဖြစ်နေတဲ့ခိုးမှုတွေအကြောင်းဒေါသထွက်နေတဲ့ညှဉ်းညူချက်တွေပဲတယောက်က Amazon package တစ်ခုအခိုးခံရတယ်လို့ရေးထားရင်တခြားသူတွေကအလားတူအတွေ့အကြုံတွေနဲ့မှတ်ချက်ပေးကြတယ်ကျွန်တော်အံ့ဩသွားတယ်ဒီရက်ကွက်ကဒီလောက်တိတ်ဆိတ်နေတာတကိုးတွေရှိနေမယ်လို့ဘလို့မှမထင်ထားမိဘူးကျွန်တော်ကိုမိတ်ဆက်တဲ့ post ခုရေးချင်ခဲ့ပေမဲ့အုပ်စုကအစိုးမြင်စိတ်တွေနဲ့ပြည့်နေတာကြောင့်မရေးဖြစ်ခဲ့ဘူးရဲနှင်းငယ်ကြာမှ Facebook ကိုပြန်သွားကြည့်တယ်post တွေထဲမှာခိုးမှုတွေအကြောင်းပုံများလာတယ်တယောက်ကသူ့အိမ်ပြတင်းပေါက်ကွဲသွားပြီးပတ်စံအိမ်အခုခံရတယ်လို့ရေးထားတယ်အဲ့ဒီပို့အောက်မှာမှတ်ချက်တွေအများကြီးရထားတယ်အားလုံးအတွက်တနာမိပေမဲ့ကျွန်တော်ကိုယ်တိုင် post ကိုရေးဖို့ဆုံးဖြတ်လိုက်တယ်ကျွန်တော်ဒီကိုဘာလို့ပြောင်းလာတယ်ခိုးခံရတဲ့သူတွေအတွက်အစာနာကြောင်းအချင်းချင်းရေးထားတယ် post ကအတော်လေးယဉ်ကျေးတယ်လို့ထင်တယ် post လုပ်တော့ဓာတ်ပုံတစ်ပုံထည့်တင်တယ်လို့သတိရတယ်လူတွေကကျွန်တော်ကိုဘယ်သူလဲဆိုတာသိအောင်ပေါ့ကျွန်တော်မှရှိတဲ့ဓာတ်ပုံတွေအများစုကဘလိတ်နဲ့အတူတွဲရိုက်ထားတာမို့ပြီးခဲ့တဲ့အပတ်ကညစာဆိုင်ရင်ရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကိုရွေးလိုက်တယ်ဘလိတ်ကကျွန်တော်ပခုံးကိုဖတ်ပြီးနှစ်ယောက်စလုံးပျော်ရွှင်နေတဲ့ပုံ post ကိုတင်လိုက်ပြီးဖုန်းကိုပိတ်ထားလိုက်တယ်ချက်ချင်းမှတ်ချက်ရလာမယ်လို့မမျှော်လင့်ထားဘူးတနိုင်လောက်အကြာမှာဘလိတ်ကရုတ်တရက်လာလေတယ်ပီတာတစ်ခုနဲ့အတူအိမ်သစ်လက်ဆောင်အနေနဲ့လေးချန်တစ်ခုယူလာတယ်ကျွန်တော်သားကိုအရန်ချစ်တယ်လေးချန်ကဖန်သားပြင်လှုပ်ထားတဲ့ပြိုင်ကားပုံစံလေးနဲ့ကျွန်တော်အိမ်နဲ့အလွန်လိုက်ဖက်တယ်ကျွန်တော်တို့အတူထိုင်ပြီးပီတာဆိုင်ရင်စကားပြောကြတယ်ဘလိတ်ကတငယ်ချင်းရှာတွေ့ပြီလားလို့မေးတယ်ကျွန်တော်က Facebook မှာပထမဆုံးပို့တင်ထားတာမို့ဒီလိုနည်းနဲ့တယောက်ယောက်နဲ့တွေ့မယ်လို့မျှော်လင့်တယ်လို့ပြောတယ်သူ
သူကစိတ်ဝင်စားသလိုဖြစ်သွားပြီး post ကိုကြည့်ကျင်တယ်လို့ပြောတယ်ကျွန်တော်ဖုန်းကိုထုတ်ပြီး Facebook ကိုဖွင့်ကြည့်လိုက်တယ်ကျွန်တော် post မှာမှတ်ချက်တွေဒါဇင်နဲ့ချီပြီးရထားတာကိုမြင်တော့အံ့ဩသွားတယ်ပထမတော့စိတ်လှုပ်ရှားသွားပေမဲ့ပထမဆုံးမှတ်ချက်ကိုဖတ်လိုက်တော့ဒါသူပဲငါပက်ကရီကိုခိုးသွားတဲ့သူအဲ့လိုရေးထားတယ်စက်ဖက်ကြည့်တော့မှတ်ချက်အလုံးကတူတူပဲအလုံးကဘလိတ်ကိုရက်ွက်တဲ့ကတကူအဖြစ်အတိမတ်ပြူထားကြတယ်ပထမတော့မယုံနိုင်ခဲ့ဘူးဒါပေမဲ့နောက်ဆုံးမှတ်ချက်တစ်ခုကိုဖတ်လိုက်တဲ့အခါအိုးဖေငါရဲ့ပြိုင်ကားလေးချိုင်ကိုယူသွားတာသူပဲတင်တယ်အဲ့လိုရေးထားတယ်ဗလိတ်ကငါကြည့်လို့ရမလားလို့မေးတယ်သူကကျွန်တော်ဖုန်းကိုဆက်ဆောင်နေတယ်ကျွန်တော်ဖုန်းကိုဆွဲပြီးခဏလေးငါဘာပြောရမလဲဆိုတာစဉ်းစားလိုက်အောင်မယ်အဲ့လိုပြောလိုက်တယ်ဗလိတ်ကတခုခုမူမမှန်ကြောင်းသိလိုက်ရပြီးစပွဲဘော်ကနေကျွန်တော်ဖုန်းကိုဆွဲယူလိုက်တယ်ဖန်သားပြစ်ကိုမြင်လိုက်တာနဲ့သူ့လိုရက်တွေဖမ်းမိသွားပြီဆိုတာသိလိုက်တယ်မင်းကအိမ်ကြီးချင်းတွေနဲ့တငယ်ချင်းဖြစ်ရမှာလေဘာလို့ဒီလိုလုပ်ရတာလဲအဲ့လိုသူကအော်တယ်ဒါကျွန်တော်အမားလို့ဆွဆွဲတယ်လို့ပဲဗလိတ်အဲ့လိုကျွန်တော်ကဖြည်းဖြည်းပြောလိုက်တယ်မင်းဘာလုပ်ခဲ့တာလဲသူကအသက်ပြင်းပြင်းရှူပြီးရှင်းပြတယ်အဲပေဆိုမှနေရတာကသူထင်ထားတာထက်ပိုကုန်ကြတယ်ပတ်စံလိုအပ်တာမို့ကျွန်တော်ရက်ွက်တဲ့ကပစ္စည်းတွေခိုးခဲ့တာတဲ့ဒါမှသူ့တိုက်ကန်းကိုမဆုံးရှုံးရမှာသူ့စေးဖို့အတွက်တောင်ပတ်စံမလောက်ဘူးတဲ့ဖုန်းပြီးစမ်းအဲ့လိုကျွန်တော်ကပြောတယ်ရဲကိုဖုန်းဆက်ဖို့ရည်ရွယ်ထားတယ်သူကဖုန်းကိုကျွန်တော်စီကနေဝေးအောင်ထားတယ်ကျွန်တော်သားကအသက်23နှစ်မို့ကျွန်တော်ကိုလွယ်လွယ်ကူကူအနိုင်ယူနိုင်တယ်ကျွန်တော်ကလည်းသူနဲ့ရံမဖြစ်ချင်ဘူးဒါပေမဲ့သူတို့ရက်တွေကပြစ်ဒဏ်ခံရမယ်မိကုံကအရန်စိတ်ပြတ်တယ်ပတ်စံလိုရင်ငါ့ကိုပြောရမှာလေအဲ့လိုပြောလိုက်တယ်ဒါကမတော်တဆပြောမိလိုက်တာပဲသူကအရန်ဒေါသထွက်သွားပြီးငါမင်းအကူညီကိုမလိုဘူးငါကလူကြီးတစ်ယောက်ပဲအဲ့လိုအော်ဟစ်တယ်ကျွန်တော်ကြောက်လန့်ပြီးနောက်ဆုတ်လိုက်တယ်သူ့မျက်နှာကအမိုးရာမရှိသလိုဖြစ်သွားပြီးစက်ရုပ်လိုလှုပ်ရှားနေသလိုသူကကျွန်တော်စပွဲပေါ်ကလေးချမ်းကိုဆွဲရပြီးကျွန်တော်စီပြေးဝင်လာတယ်လေးချမ်းရဲ့တန်ကြိုးကိုကျွန်တော်လေဘေးမှာရစ်ပလိုက်တယ်ကျွန်တော်ရက်စမ်းလို့ပြောဖို့ကြိုးစားပေမဲ့အသက်မရှူနိုင်တော့ဘူးသူကပိုတင်းတင်းညစ်ထားရင်ငါကမအောင်မြင်တဲ့သူမဟုတ်ဘူးငါကမအောင်မြင်တဲ့သူမဟုတ်ဘူးမင်းကအမိုက်စားပဲအဲ့လိုအော်နေတယ်ကျွန်တော်သူ့ကိုတွန်းထုတ်ဖို့ကြိုးစားပေမဲ့သူကမလုပ်ဘူးသူကစိတ်ရောဂါဖြစ်နေတဲ့အခိုင်အတန့်မှာရှိနေပြီးမကြခင်မှာကျွန်တော်ကိုတပ်ပစ်တော့မယ်ကျွန်တော်ဘာမှမလုပ်နိုင်တော့ဘူးရုတ်တရက်ရှေ့တကားပွင့်လာပြီးရင်းနှစ်ယောက်ဝင်လာတယ်သူတို့ကဘလိတ်ကိုကြမ်းပြစ်မော်ဖိချပြီးလက်ထိတ်ခတ်လိုက်တယ်ကျွန်တော်လေဘင်းကတန်ကြိုးတွေကိုဆွဲပစ်ပြီးအသက်ကိုပြင်းပြင်းရှူလိုက်တယ်ကျွန်တော်အသက်ရှင်နေသေးတယ်ဘလိတ်ကိုအော်ဟရင်ဆွဲထုတ်သွားတာကိုကြည့်နေမိတယ်ရှေ့တကားနောက်ရောက်တော့ရဲတရက်ကိုဘာလို့လာခဲ့တာလဲလို့မေးလိုက်တယ်သူကမင်းရဲ့အိမ်နီးချင်းတွေကဖုန်းဆက်ခဲ့တာလို့ပြောတယ်တကယ်ပဲရှေ့တကားကိုကြည့်လိုက်တော့အိမ်နီးချင်းတွေကကျွန်တော် channel မှာဒါဇင်နဲ့ချီပြီးရက်ကြည့်နေတယ်ရဲတွေကဘလိတ်ကိုကားရဲထည့်ချိန်မှာကျွန်တော်အိမ်နီးချင်းတွေစီရှောက်သွားပြီးကျွန်တော်သားကဒီလောက်ကြာအောင်ရက်ကွက်ထဲမှာအနောက်ရှက်ပြီးခဲ့တာကိုကျွန်တော်လုံးဝမသိခဲ့ဘူးအဲ့လိုရှင်းပြလိုက်တယ်ဘသူမှဘာမှမပြောကြဘူးပြီးတော့ရုတ်တရက်အိမ်နီးချင်းတွေကကျွန်တော်စီရှောက်လာကြပြီးနှစ်သိမ့်နဲ့အုပ်စုဖက်တစ်ခုနဲ့ဖက်လိုက်ကြတယ်အဲ့ဒီအချိန်မှာကျွန်တော်အိမ်လိုခံစားလိုက်ရတယ်